တန်ဇလာများကိုချစ်မြတ်နူးကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့အဆုံးတု channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ထိတ်လန့်စရာများနေတောင်ပြာတန်းစီတို့ခြေလန်းတစ်များဇလန်းလေးရဲ့အပိုင်း3ကိုဆက်လက်တင်ဆက်ပေးတော့မှာပဲထင်လို့နားတော်တာဆင်ပေးကြပါအောင်ခင်ဗျာအောင်ခန်းတို့အဖွဲ့တက်လာခဲ့တဲ့လမ်းကြောင်းကနွေပင်အထက်ထက်နဲ့ပိတ်ဆို့နေတာကိုမြင်လိုက်ရတဲ့အခါအဖွဲ့သားအားလုံးရဲ့မျက်နှာမှာထိတ်လန့်ရည်တည်ရက်တန်းသွားပါတယ်ဖိုးထောင်ကသူ့ရဲ့ဓာမရှိကိုဆွဲထုတ်ပြီးနွေပင်တွေကိုခုတ်ထွင်မှုကြိုးစားပေမယ့်ထူးဆန်းတာကခုတ်လိုက်တဲ့နွေပင်တွေကခဏအတွင်းမှာပဲပြန်လဲရှင်သန်းလာတယ်လို့မျိုးပုံမှုရှုပ်ထွေးသွားတာပါပဲဒီလမ်းကပြန်ဆင်းလို့မရတော့ဘူးတောင်ရဲ့နောက်ဖေးဘက်ကတောင်ကြားလမ်းတိုင်းပတ်ပြီးဆင်းမရတော့မယ်လို့ဖိုးထောင်ကအတန်းတုံတုံကြီးနဲ့ပြောလိုက်ပါတယ်အောင်ခန်းတို့သူငယ်ချင်းတစုဟာကြောက်စိတ်ကိုအောင့်အီပြီးဖိုးထောင်ရဲ့နောက်ကနေတောင်ဆောင်အတိုင်းတိုးဝင်ခဲ့ကြပါတယ်မြူကိုတွေကပိုမိုထူထပ်လာပြီးနေခင်းကြောင်တောင်မှတောင်ရှေ့9ပေအကွာကိုမမြင်ရလောက်အောင်မှောင်မှိန်းနေပါတယ်ဟေးအောင်ခန်းငါတို့ဘဲကူသွားနေတာလေငါခြေထောက်တွေတုံနေပြီလို့ကိုဦးကဖျောက်ဆုံးသွားလေဖဏတ်တစ်ဖက်အစားပစိုးစာနဲ့ပတ်ထားတဲ့သူ့ခြေထောက်ကိုကြည့်ပြီးညီးတွားနေပါတော့နဲ့ဒီလိုနဲ့နာလီအတော်ကြာလမ်းလျှောက်ပြီးတဲ့နောက်မှာတော့သူတို့ဟာ6ကမ်းပါးတစ်ခုရဲ့အစွန်းကိုရောက်ရှိသွားပါတယ်အဲ့ဒီ6ရဲ့အောက်ခြေမှာတော့ထူးဆန်းတဲ့မြင်းခွင်တစ်ခုကိုမြင်တွေ့လိုက်ရပါတော့တယ်မြို့ကိုရီရဲ့ကြားထဲမှာရှေးအောင်ပုံစံတူအိမ်ပက်ကြီးတွေအစီအီရှိနေတဲ့ရွာငယ်လေးတွေရွာမှာရွာကတိတ်ဆိတ်လုံးပြီးအိမ်ဒီအားလုံးကမိခိုးရောင်တစ်ကဟောင်းတွေနဲ့တိဆောက်ထားတာပါဒီနေရာကဘယ်နေရာလဲဖိုးထောင်မြေပုံထဲမှာလည်းမပါဘူးလို့အောင်ခန့်ကမေးလိုက်ပါတယ်ထိုအခါမှာပဲဖိုးထောင်ရဲ့မျက်နှာကတွေးမရှိတော့သလိုဖြူလျော်သွားပြီးဒါကကွဲပြောင်နေတဲ့ရွာပဲလူကြီးတွေပြောနေတာငါမယုံခဲ့ဘူးတကယ်ကိုရှိနေတာပဲလို့ဒီတော့ရေရွက်လိုက်ပါတယ်သူတို့ရွာထဲကိုဝင်လာတဲ့အခါမှာတော့ပိုပြီးထူးဆန်းတဲ့အရာတစ်ခုကိုတွေ့လိုက်ရပါတယ်အိမ်တိုင်းရဲ့တကားဝမှာကောက်ယူးနဲ့လုထားတဲ့အယုတ်လေးတွေချိတ်ထားတာပါအဲ့ဒီအယုတ်လေးတွေရဲ့လဲဘေးမှာတော့အနီရောင်ကျူးစာလေးတွေခြီထားပါတယ်ကျူးစမ်းဟိုအိမ်ရှိကအယုတ်မှာငါဖနက်ကကျိုးနဲ့တူတဲ့ကျိုးစားလေးပါနေတယ်လို့ကိုဦးကလက်ညှိုးထိုးပြလိုက်တဲ့အခါသူတို့အားလုံးအဲ့ဒီအိမ်ကိုကြည့်လိုက်တဲ့အချိန်မှာပဲအိမ်ပြက်ကြီးရဲ့ပတင်းပေါက်ကနေဖြူဖြော့ဖြော့လက်တစ်ဖက်ကလိုက်ကာစားကိုအသားရဖယ်ပြီးသူတို့ကိုချောင်းကြည့်နေတာမြင်လိုက်ရပါတယ်ထို့အချိန်မှာပဲပြေးအားလုံးပြေးကြတော့လို့ဖိုးထောင်ကရုတ်တရက်អော်လိုက်ပါတယ်အားလုံးကလည်းထိတ်လန့်ကြနေရွာဟောင်းတွေကနေပြန်ထွက်ဖို့ပြေးကြတာပေါ့မြူကိုရီကြားမှာတယောက်နဲ့တယောက်လူစုကိုလည်းမသွားအောင်လက်ချင်းချိတ်ထားကြပြီးမဲ့အနောက်ဆုံးမှာရှိနေတဲ့စိုးမင်းစီကနေဆိုတဲ့အော်ဒန်ကပေါ်လာပါတယ်အောင်ခန့်တို့လှည့်ကြည့်လိုက်တဲ့အခါမှာတော့စိုးမင်းရဲ့နေရာမှာဘယ်သူမှမရှိတော့ပါဘူးသူ့ရဲ့ဂီတာအိတ်လေးသာလမ်းပေါ်မှာပြုတ်ကျကျန်းရစ်ခဲ့ပါတယ်စိုးမင်းပျောက်သွားတဲ့နေရာမှာချန်ခဲ့တဲ့ဂီတာအိတ်လေးကိုကြည့်ပြီးအောင်ခန့်တို့အဖွဲ့ခြေမခိုင်တော့ပါဘူး if you ကတော့ရှိုက်ကြီးတဲ့ငင်ငိုပါတော့တယ်စိုးမင်းမင်းပဲမှာလဲထွက်ခဲ့စမ်းလူအောင်ခန့်ကအော်ဟစ်ပေမဲ့တိတ်ဆိတ်နေတဲ့ရွာဟောင်းကြီးတွေကညသူ့အထမ်းပဲပဲ့တင်ထလာပါတယ်လမ်းပြဖိုးထောင်ကသူ့ကိုအိမ်လေးထဲမှာမရှာနဲ့ရွာလေကညောင်ပင်ကြီးစီတွားရအောင်အဲ့ဒါကဒီရွာရဲ့အသက်ပဲလို့ပြောပြီးဥဆောင်ခေါ်သွားပါတော့တယ်ရွာလေကိုရောက်တဲ့အခါအလွန်ကြီးမားတဲ့ညောင်ပင်ဦးကြီးတစ်ပင်ကိုတွေ့ရပါတယ်အပင်ချင်းမှာတော့ထူးဆန်းတဲ့ရွှေရောင်ပန်းကန်ပြားတစ်ခုရှိနေပြီးအဲ့ဒီထဲမှာစိုးမင်းပတ်ထားတဲ့လက်ပတ်နိုင်လေးတင်ထားပါတယ်ဒါကတောဆောင်နဲ့ဒါမှမဟုတ်ဝိညာဉ်တွေကငါတို့ကိုအလဲအလဲလှုပ်ချင်နေတာပဲစိုးမင်းကိုပြန်ရရင်ငါတို့တစ်ခုခုပြန်ပေးရမယ်လို့ဖိုးတောင်ကပြောလိုက်ပါတယ်စိုးမင်းကိုကယ်ဖို့တရာသူတို့မှပေးစရာအဖိုးတန်ပစ္စည်းဘာမှမရှိပါဘူးအဲ့ဒီအချိန်မှာပဲအောင်ခန့်ကတတိတစ်ခုရသွားနေပါလေငါတို့စီမှာအဖိုးတန်စုံကတငယ်ချင်းတန်ရောစင်မယ်ငါတို့အားလုံးရဲ့ဆူတောင်းနဲ့မေတ္တာကိုပေးကြရအောင်လို့
အောင်ခန့်ကအကြံပေးလိုက်ပါတယ်။သူတို့အားလုံးဟာတယောက်လက်ကိုတယောက်ချိတ်ပြီးညောင်ပင်ကြီးကိုဝိုင်းလိုက်ကြပါတယ်။ထို့နောက်မှာတော့သူတို့အားလုံးမျက်စိမိတ်ပြီးစိုးမင်းဘေးကင်းဖို့အာယုံပြုတ်နေတော့မှပဲလေပြင်းတစ်ချက်ဝေးတိုက်သွားပြီးမှောင်နေတဲ့မြူကိုတွေဟာအကုန်လွင့်စင်သွားပါတယ်။ဟေးမင်းတို့ဘာလို့နေကြတာလဲဆိုတဲ့ရင်းနှီးရဲ့အထံကြောင့်မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါစိုးမင်းကတစ်ပင်အနောက်ကနေမျက်လုံးတွေကိုလက်နဲ့ပွင့်ရင်ထွက်လာပါတော့တယ်။ငါခဏလေးမီးခနဲ့ဖြစ်သွားတာတယောက်ယောက်ကငါ့ကိုတချင်းဆိုပြနေတယ်လို့ပဲလို့စိုးမင်းကပြောပါတယ်။သူတို့အားလုံးဝမ်းသာအားရဖတ်လဲတကင်းဖြစ်ကြရပါတယ်။ ဖိုးထောင်ကတော့တောင်ကငါတို့ကိုခွင့်လွှတ်လိုက်ပြီလို့ပြုံးပြီးပြောပါတယ် မြူခိုးတွေကင်းစင်သွားတဲ့နောက်မှာတော့ပိတ်နေတဲ့လမ်းဟောင်းကအန်ဩစရာကောင်းလောင်အောင်ပြန်ပွင့်သွားပါတယ်။သူတို့အဖွဲဟာတောင်ပေါ်ကိုဆက်မတက်တော့ပဲဘေးကင်းရာတောင်ကြီးကိုပြန်ဆင်းခဲ့ကြပါတယ်။တောင်ချီရွာကိုပြန်ရောက်တဲ့အခါရွာသူရွာသားတွေကသူတို့ကိုအန်ဩတကြီးနဲ့ကြိုဆိုကြပါတယ်။မင်းတို့မြူခိုးတောင်ကနေပြန်လာနိုင်တာတကယ်ကိုကံကောင်းတာပဲလို့အဘိုးအိုကချီးကျူးပါတယ်။သူတို့တငယ်ချင်းတစုဟာယော်ရမာတညအိပ်ပြီးမီးပုံပွဲလေးလုပ်ကြပါတယ်။ဒီတစ်ခါတော့ကြောက်စိတ်တွေမရှိတော့ပါဘူး။ဆိုမင်းကဂီတာတီးပြီးသချင်းဆိုတယ်။ကိုဦးကပျောက်သွားတဲ့ဖနက်တစ်ဖက်အစားရွာကပေးတဲ့ဖနက်အတစ်လီကိုစီးပြီးပျော်ရွှင်စွာကခုန်နေပါတယ်။အိမ်ဖြူနဲ့အောင်ခန့်ကတော့ဒီခရီးစဉ်ကနေရရှိလာတဲ့ခိုင်မာတဲ့တန်ရောစင်တွေကိုတန်ဖူးထားမျက်နှိုးနေရင်တငယ်ချင်းတွေပျော်ရွှင်နေကြတာကိုပြုံးပြုံးကြီးကြည်နေကြပါတယ်။နောက်တနေ့မနက်မှာတော့မြို့ကိုပြန်မဲ့ကားပေါ်ကိုတက်ခဲ့ကြပါတယ်။အင်ကိုပြန်ရောက်တဲ့အခါမိဘတို့ရဲ့ရင်ခွင်ထဲမှာသူတို့ရဲ့စွန်းစားခန်းတွေကိုပုံပြင်တစ်ပုတ်လိုပြန်ပြောပြနိုင်ခဲ့ပါလေ။ဒီຫນွေចောင်းပိတ်ရခီးစဉ်ဟာသူတို့အတွက်ထိတ်လန့်စရာလေးရှိခဲ့ပေမဲ့ညီညွတ်ခြင်းနဲ့မေတ္တာသာရှိရင်ဘလို့အခက်အခဲကိုမဆိုကြော်ဖြတ်နိုင်တယ်ဆိုတဲ့သင်ခန်းစာကိုရရှိသွားခဲ့ကြပါတယ်။သူတို့တငယ်ချင်းတစုရဲ့မျက်နှာမှာတော့နောင်နှစ်ຫນွေရာသီမှာဘဲကိုခရီးထွက်ကြအောင်မလဲဆိုတဲ့အပြုံးလေးပြည့်နေရင်းနဲ့ပဲဇလန်းလေးကပျော်ရွှင်စွာအဆုံးသတ်သွားပါတော့တယ်။ဇလန်းလေးကိုအချိန်ပေးပြီးနားထောင်ပေးခဲ့ကြတဲ့တဦးချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။နောင်နေ့မှပြန်တွေ့ကြတာပေါ့။